Bruno Fernandes ဦးဆောင်ပေးခဲ့တဲ့တန်နီတို့ရဲ့ချန်ပီယံလိဂ်လမ်းအားလုံးပဲမင်္ဂလာပါများ OK Sport ကနေပြီးတော့ပြန်လည်ကြိုလိုက်ပါရင်ဒီတစ်ပတ်မှာ Arsenal တို့ရှုံးပွဲကြုံပြီး Chelsea နဲ့ Liverpool တို့တေးကြနေတဲ့အချိန်မှာ Manchester United ကတော့စိုးသွမ်းခိုးချမ်းနေခဲ့ကြပါတယ်။ Manchester City ကကိုကြီးချေအားနေပြီးဆန်နာလန်ကိုဂိုးပြတ်နိုင်ယူခဲ့တယ်လို့ Manchester United ကလည်းဝူကို 4-1 နဲ့အပီပင်စိုးသွမ်းပေးလိုက်ပါတယ်။ Manchester United ဟာဒီဟာဒီမှာ Emery စိတ်ကြိုက်ကစားမတွေကိုပြောင်းလဲခေါ်ယူရင်းအသင်းကိုတီးဆောင်နေပါတယ်။ United ကတိတိတတ်တာရလက်တွေတက်လာခဲ့ပြီးသူတို့ရဲ့ရည်မှန်းချက်ကလည်းအနည်းဆက်ဆုံးဖြစ်လာနေပါတယ်။ United အတွက်ဝူဆိုတာကပြောပါလောက်ဆရာပြန်ပြန်အသင်းတစ်သင်းမဟုတ်ခဲ့ပါဘူး။ဝူကတန်းစင်းဆောင်မှာအောက်ခြေကန်နေပြီးချန်ပီယံရှစ်လက်မှတ်ကိုရာသီအစာကလေးကကြိုတင်ဖျက်ထားတဲ့အသင်းဖြစ်ပါတယ်။ဒါကြောင့် United ကဝူကိုတတ်ပဲနိုင်ပွဲရှာဖွေခဲ့ပါတယ်။ပရီးမီယာလိရဲ့စိတ်ဝင်စားစရာအကောင်းဆုံးချက်ကတော့ထိပ်တန်းကစားသမားတွေရဲ့ခြေစွမ်းအတန်းချနဲ့ဒရမာတွေကိုရာသီတိုင်းမှာကြည့်ရှုရတာပါ။ Bruno Fernandes ဟာပြီးခဲ့တဲ့ရာသီတိုင်းမှာ United ရဲ့အကောင်းဆုံးကစားမဖြစ်ခဲ့ပေမဲ့ဒီရာသီမှာတော့သူနဲ့အသားမကျတဲ့ကွင်းလယ်အထိစင်ကစားပေးနေရတာကြောင့်ရုန်းကန်ရတဲ့အချိန်တွေကိုဖျက်ဆီးနေရပါတယ်။ Fernandes ဟာဒီပွဲမှာတော့သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုပြန်လည်ပြသနိုင်ခဲ့ပါတယ်။ Fernandes ဟာ Manchester United အတွက်ဦးဆောင်မှုကောင်းတွေကိုပြသရင်ရှုပ်ထွေးတဲ့အခြေအနေကနေတော့သွင်းကိုရရှိခဲ့ပါတယ်။ဒါ Fernandes အတွက်စနေမာလာတော့က Chelsea ကို2-1 နဲ့အနိုင်ရခဲ့တဲ့ပွဲမှာဂိုးရပြီးတဲ့နောက်ပထမဆုံးအကြိမ်ဂိုးပြန်သွင်းနိုင်ခဲ့တာပါ။ Fernandes ကမေဆန်မော့ရဲ့သွင်းကိုလည်းဖန်တီးပေးခဲ့ပြန်ပြီးနောက်ဆုံးရရှိတဲ့ပယ်နယ်တီကိုလည်းသူကိုယ်တိုင်ပဲကန်သွင်းခဲ့ပါတယ်။တချို့ကတော့ယုံကြည်မှုပြောင်းနေတဲ့ကိုဘီမိုင်တို့ကိုပယ်နယ်တီပေးမကန်တဲ့အတွက် Fernandes ကိုအပြစ်တင်ကြပါတယ်။ဒါပေမဲ့ဒီဂိုးက Fernandes အတွက်လည်းလိုအပ်နေတာကြောင့်ဆုံးဖြတ်ချက်မှန်ကန်တယ်လို့ဆိုရမှာပါ။အခုဆိုရင် Fernandes ကပရီးမီယာလိသွင်းကို၄ကိုဖန်တီးမှု6ကြိမ်ပြုလုပ်ထားပြီးလိရဲ့ဖန်တီးမှုအများဆုံးကစားမဖြစ်နေတယ်လို့ဂိုးပါဝင်ပတ်သက်မှုကလည်းတတိယနေရာလိုက်နေပါတယ်။ Fernandes ရဲ့ဂိုးတွေက United ရဲ့အောင်မြင်မှုနဲ့ဓာတ်ရိုက်အချိုးကျနေခဲ့ပြီးအသင်းကိုထမ်းတင်ပေးနေပါတယ်။တကယ်ဆိုရင် United နောက်တန်းကဒီလောက်ကြီးစိတ်မချရသေးပါဘူး။ United ကဂိုးသမားနေရာအတွက်ကစားမသစ် Sandy Lasman ကိုခေါ်ယူထားခဲ့ပေမဲ့နောက်တန်းကတော့အားနည်းနေလို့ပါပဲ။ဒီပွဲမှာဆိုရင်ဒီလေမကစားနိုင်တဲ့အချိန် Ivan Hevan နဲ့ပွဲထွက်ခဲ့တဲ့ United ဟာအောက်တိုဘာကလေးကဂိုးခေါက်နေတဲ့ဝူကိုတကိုးပြန်ပေးလိုက်ရပါသေးတယ်။ပုံမှန်ဆိုရင် United ကဥဆောင်ကိုရသွားပြီးဒီလိုပုံစံနဲ့ဂိုးပြန်ပေးလိုက်ရပြီးတရေအရှုံးရလက်တွေထွက်ပေါ်တက်ပါတယ်။ဒီတစ်ချိန်တော့ Fernandes ရဲ့ဥဆောင်မှုဟာ United ကိုအနိုင်သေးချစေခဲ့ပြီး clean sheet မရခဲ့ရင်တော့ဂိုးပြန်နိုင်ပွဲတွေရှာဖွေနိုင်စေခဲ့ပါတယ်။အရင်ပွဲတွေတုန်းကနီးစနစ်အမားတွေလှုပ်ဆောင်ခဲ့တဲ့ Emery ကလည်းဒီပွဲမှာတော့တိုင်းစစ်ကစားအားချတဲ့အမားမျိုးကိုထပ်မလုပ်တော့ဘဲပြန်မဲ့အသင်းနဲ့ဂိုးကွာဟာချက်တွေ short ချနိုင်မှုဦးတည်ခဲ့ပါတယ်။ပရိသတ်စစ်တိုင်းကျကိုဘီမိုင်တို့လည်းပွဲချင်းမိနစ်20လောက်ရရှိခဲ့သေးတယ်လို့နောက်ဆုံးအထိအနိုင်ရလက်ကိုထိန်းထားနိုင်ခဲ့ပါတယ်။ United ရဲ့တိုင်းစစ်မှုတွေကတော့တပွဲထက်တပွဲအသင်းနဲ့အချိတ်ဆက်မိလာပြီးကစားဖို့မကောင်းသေးရင်တော့မှရလက်ကောင်းတွေကိုရှာဖွေလာနိုင်ပါတယ်။ဒီပွဲမှာဝင်ဘလီဟောင်းမာတီယက်ကွန်ညာကသူ့ရဲ့ပထမဆုံးပရီးမီယာလိဂိုးဖန်နေမှုကိုအသင်းဟောင်းကျေးဇူးနဲ့ရရှိခဲ့တယ်လို့အမ်ဘူမိုကလည်းဒီယာဒီ6ဂိုးမြောက်သွင်းကိုသွင်းယူနိုင်ခဲ့ပါတယ်။ United ကဒီပွဲကရရှိလာတဲ့3မှတ်ကြောင့် Chelsea နဲ့အမှတ်တူအဆင့်6နေရာထိတက်လာခဲ့ပါတယ်။ United ကအမှတ်ရောတင်တဲ့ပွဲတွေမှာအမှတ်ပြည့်ရထားမယ်ဆိုရင်အခုချိန်မှာ Top 4ဖြင့်ချန်ပီယံလိရင်ခုန်တန်းတွေစုညံနေမှာပါ။ဒါပေမဲ့အခုလည်းနောက်တော့မကျသေးပါဘူး။ United အနေနဲ့လာမယ့်ပွဲတွေမှာတပွဲချင်းအာရုံစိုက်ဖြတ်တန်းပြီးရာသီကုန်ပန်းဝင်တဲ့အခါရလက်ကောင်းတွေရရှိအောင်စ조사နိုင်ပါသေးတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။